အားလုံးပဲမင်္ဂလာပါယခုတင်ဆက်ပေးမယ့် Rocky 2က Rocky 1ကိုပဲဓာတ်ရိုက်ကြီးဆက်ထားတာဆိုတော့1နှုံကအပိုလိုနဲ့ထိုးသက်အပြီးမှာပဲဇလန်းကိုစတင်ထားပါတယ်လက်ဝှေ့ပွဲအပြီးမှာတော့သတင်းထောက်တွေကအပိုလိုကိုနောက်ထပ် Rocky နဲ့မကြေပွဲထိုးသက်ဖို့ရှိလားဆိုပြီးမေးမြန်းနေပါတယ်အပိုလိုကလည်း Rocky ကိုအမှောက်မထိုးနိုင်လို့မကြေမနက်ဖြစ်နေတာကြောင့် Rocky ကိုမင်းတတိရှိရင်မကြေပွဲထပ်ထိုးမလားဆိုပြီးအော်ဟစ်စိန်ခေါ်နေပါတယ် Rocky ကတော့ဒီပွဲဟာသူ့အတွက်နောက်ဆုံးပွဲဖြစ်တာကြောင့်လက်ဝှေ့လောကကနေအနားယူတော့မယ့်အကြောင်းသတင်းမီဒီယာတွေရှေ့မှာကြော်ညာလိုက်ပါတယ်အဲ့ဒီနောက်မှာ Rocky ကစေကူးသမှုခံယူနေပြီးဆရာဝန်တွေကလည်းသူ့ရဲ့မျက်လုံးတန်ရာကြောင့်နောက်ထပ်လက်ဝှေ့မထိုးတော့ဘူးအကြံပေးနေပါတယ်စေကူးသမှုခံယူနေရင်တန်လန် Rocky ကသူနဲ့ဆေးရုံတစ်ခုထဲမှာစေကူးသမှုခံယူနေတဲ့အပိုလိုစီကိုတွားရောက်ပြီးသူ့ကိုအားကုန်ထိုးသက်ခဲ့တာရောဟုတ်ရဲ့လားဆိုပြီးမေးမြန်းလိုက်ပါဘာလို့လဲဆိုတော့အပိုလိုဟာသူ့ကိုအလျှော်ပေးပြီးထိုးခဲ့တယ်လို့ Rocky ကစိတ်ထဲမှာထင်နေတာဖြစ်ပြီးအပိုလိုကတော့ငါမင်းကိုရေကုန်ရေကန်ထိုးသက်ခဲ့တာပါလို့ပြန်ဖြေလိုက်ပါတယ်ဒဏ်ရာတွေတက်တာလာတဲ့အချိန်မှာ Rocky ကဆေးရုံကနေဆင်းလာခဲ့ပြီးအပိုလိုကို15ချီပြည့်အောင်ထိုးနိုင်တဲ့အတွက် Rocky ကနာမည်ကြီးနေခဲ့တာကြောင့်သူ့ကိုကြော်ညာရိုက်ဖို့ကြော်ညာသမားတွေကလာရောက်ကမ်းလှမ်းလာကြပါဒါပေမဲ့ Rocky ကအေးအေးဆေးဆေးပဲနေကျင်တာကြောင့်ကမ်းလှမ်းမှုတွေကိုညှင်းပယ်လိုက်ပါတယ်အဲ့ဒီနောက်မှာ Adrian နဲ့အတူ Rocky ကတိရစ္ဆာန်ရုံကိုတွားရောက်လဲပတ်ခဲ့ပြီးAdrian ကိုလက်ထပ်ခွင့်တောင်းက Adrian ကလည်းသဘောတူလိုက်ပါတယ်အဲ့လိုနဲ့ Rocky နဲ့ Adrian တို့ဟာသူတို့ဘာသာယူဆအတိုင်းလက်ထပ်ပွဲကိုအကျဉ်းချုံကျင်းပလိုက်ကြပါတယ်လက်ထပ်ဆမင်္ဂလာဦးမောင်နဲ့နှစ်ယောက်ဟာအလွန်ကိုချစ်ကြည်နူးနေကြပါတော့တယ်ကမ္ဘာ Heavyweight Champion နာမည်ကြီးတဲ့အပိုလိုနဲ့ထိုးသက်ထားတာကြောင့်ငွေအမြောက်အများရလိုက်တဲ့ Rocky ဟာသူတို့လင်မယားစီးဖို့အတွက်ကားတစ်စီးကိုဝယ်ယူလိုက်ပါတယ်ထို့အခါ Adrian က Rocky ကိုကားမောင်းတတ်လို့လားလို့မေးလိုက်တဲ့အခါ Rocky ကငါမလုပ်တတ်တာဘာမှမရှိဘူးဆိုပြီးဟာသားလုပ်လိုက်ပါတယ်ကားဝယ်ပြီးနောက်မှာ Rocky ဟာသူ့မိန်းမအတွက်အဝတ်အစားတွေနာရီတွေကိုဝယ်ပေးကပတ်စံကိုရေလိုတုံးဖြုံနေပါတယ်ဘလောက်တောင်မှသုံးလဲဆိုရင်သူ့ခွေးအတွက်ဆိုပြီးခွေးလက်ဘက်အကောင်စားတစ်ခုကိုတောင်ဝယ်ပေးလိုက်ပါသေးတယ်အဲ့ဒါအပြင်သူတို့နေထိုင်ဖို့အတွက်အိမ်တစ်လုံးကိုဝယ်ယူဖို့လုပ်နေပါသေးတယ် Adrian က Rocky ကိုအိမ်ကိုတေချာကြည့်ပြီးမှအေးဆေးဝယ်ဖို့ပြောပေမဲ့ Rocky ကတော့အများကြီးမစင်စားပဲအိမ်ကိုတစ်ခါတည်းငွေချေကဝယ်ယူလိုက်ပါတော့တယ်တစ်ဖက်မှာတော့အပိုလိုဟာ Rocky ကို15ချီပြည့်အောင်ထိုးပြီးမှဒိုင်အမတ်ပေးစနစ်နဲ့အနိုင်ရခဲ့တဲ့အတွက်ပရိသတ်တွေကအပိုလိုကိုလုံပွဲထိုးတယ်ဆိုပြီးဆွဆွဲနေကြတာကြောင့်အရန်ကိုစိတ်ရှုပ်ထွေးနေရပါတယ်အိမ်တောင်သက်ကြားလာတဲ့အခါမှာတော့ Adrian ဟာ Rocky နဲ့ရတဲ့ကိုဝင်လေးလွယ်ထားရပါတယ်တာဦးလေးလိုချင်တဲ့ Rocky ဟာသူ့မိန်းမကိုတားလေးမွေးပေးဖို့စိတ်လှုပ်ရှားစွာပြောပြနေပါတယ် Rocky ဟာအပိုလိုနဲ့ထိုးလို့ရတဲ့ငွေအမြောက်အများကိုကားနဲ့အိမ်ဝယ်လိုက်တာကြောင့်ကုန်တလောက်ဖြစ်လာတော့တဲ့အတွက်ကြော်ညာတွေကိုစတင်လက်ခံရိုက်ကူးနေပါတော့တယ် Rocky ဟာကြော်ညာတွေကိုတစ်ခါမှမရိုက်ကူးဘူးတာကြောင့်တရုပ်မဆောင်တတ်ပဲဖြစ်နေပါတယ်ဝယ်စားတွေကိုတေချာဝတ်ဆင်စေပြီးကြော်ညာကိုစတင်ရိုက်တဲ့အခါလက်ဝှေ့ထိုးတဲ့နေရာမှာသာလေ့ကျင့်ထားပြီးစာပေဘဝတုတ္တမရှိတာကြောင့်ကြော်ညာကပြောရမယ့်စာတွေကိုမနဲ့ရွတ်ဖတ်နေရပါတယ်အဲ့ဒီလိုခက်ခဲနေတာကြောင့်ကြော်ညာတစ်ပုဒ်ကိုအခါပေါင်းများစွာမနဲ့ပြန်ရိုက်နေရတဲ့အခါဒါရိုက်တာကစိတ်မရှိတော့တာကြောင့်ကြော်ညာကိုဖျက်သိမ်းလိုက်ပါတယ် Adrian ရဲ့ကိုဝင်ဟာလည်းတဖြည်းဖြည်းမွေးဖို့နီးလာတာကြောင့်မွေးဖွားစရိတ်လိုတဲ့အတွက်Rocky ဟာကုမ္ပဏီတွေမှာအလုပ်လိုက်လျှောက်ကြည့်ပါတယ်။ဒါပေမဲ့လည်းလက်ဝှေ့ပဲထိုးတတ်ပြီးကြံတာမလုပ်တတ်တာကြောင့် Rocky ကိုဘယ်သူမှအလုပ်မပေးချင်ကြပါဘူး။လှုပ်ရှားမရတဲ့ Rocky ဟာနောက်ဆုံးမှာတော့သူ့ရောက်ဖပေါ်လီရဲ့အကူအညီနဲ့သားဖြတ်ဆက်ရုံမှာအလုပ်ဝင်ခဲ့ပါတယ်။ Rocky ဟာအသားဆိုင်မှာအသားတွေကိုလည်းထမ်းပေးရသလိုတန်ရှင်းရေးလည်းလုပ်ရတာကြောင့်ပင်ပန်းပေမဲ့သူ့မိန်းမပေါ်ကိုတော့အမြဲချစ်ခင်ယူရနေသေးပါပဲ။နောက်တစ်နေ့မှာ Rocky ဟာပုံမှန်အတိုင်းအသားဆိုင်မှာအလုပ်လုပ်နေတဲ့အချိန်လုံသမားခေါင်းဆောင်ကသူ့ကိုစကားပြောဖို့ခေါ်လိုက်ပါတယ်။ခေါင်းဆောင်ကစီးပွားရေးမကောင်းလို့တထေးကကုမ္ပဏီဝန်ထမ်းလျှောက်ချမှာဖြစ်တာကြောင့်လုံသက်နည်းနည်းပဲရှိတဲ့ Rocky ကိုအလုပ်ထုတ်ရမယ့်စီရင်နဲ့ပါကြောင်းစိတ်မကောင်းစွာနဲ့နှစ်သိမ့်ပေးရင်ပြောကြားလိုက်ပါတယ်။အလုပ်ထွက်လိုက်ရတဲ့အတွက်ပတ်စံလိုအပ်နေတဲ့ Rocky ဟာသူ့ကားကိုသူ့ရောက်ဖပေါ်လီစီကိုပြန်လည်ရောင်းချခဲ့ပါတယ်။အဲ့ဒီနောက်မှာ Rocky ဟာအိမ်ပြန်လာပြီးသူ့အိမ်အောက်ကလက်ဝှေ့အိတ်ကိုထိုးနှက်နေပါတော့တယ်။ Adrian က Rocky ကိုဘာဖြစ်နေရလဲလို့မေးတဲ့အခါသူအလုပ်ပြုတ်သွားတဲ့အပြင်သူနဲ့ကြိုက်တဲ့အလုပ်ကလက်ဝှေ့ထိုးစားတာပဲဖြစ်လို့လက်ဝှေ့ပြန်ထိုးတော့မှာမို့လေ့ကျင့်နေတာဖြစ်ကြောင်းပြောပါတယ်။ Rocky ရဲ့မျက်လုံးအခြေအနေကလက်ဝှေ့ထိုးဖို့အဆင်မပြေတာကြောင့် Adrian ကငွေလိုရင်သူလုံးမဲ့အကြောင်းပြောပါတယ်။ဘိုက်တစ်ဖက်နဲ့မို့ Adrian ကိုအလုံးမလုံးစေချင်တာကြောင့် Rocky ဟာသူ့ပဲအလုပ်ရှာလိုက်ပါမယ်ဆိုပြီးဖြောင်းပြနေသိမ့်လိုက်ပါတယ်။အဲ့ဒီနောက်မှာ Rocky ဟာသူ့ရဲ့နီးပြအဖိုးကြီးစီကိုသွားပြီးလက်ဝှေ့ပွဲတွေထပ်ထိုးချင်တာကြောင့်သူ့ကိုလေ့ကျင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခါမှာအဖိုးကြီးက Rocky ရဲ့ဘယ်ဘက်ပခုံးကိုရိုက်ပြလိုက်တဲ့အချိန်မှာ Rocky ကမရှောင်နိုင်တာကြောင့်ဒီလိုမျက်လုံးအခြေအနေနဲ့အပိုလိုကိုရင်ဆိုင်လို့မရကြောင်းအပိုလိုကအသေးထိုးသွားမှာဖြစ်ကြောင်းအဖိုးကြီးကပြန်ပြောပါတယ်။တစ်ဖက်မှာတော့အပိုလိုက Rocky နဲ့ထပ်ထိုးချင်နေတာကြောင့်အဖွဲ့ဝင်တွေနဲ့ဆွေးနွေး
နွေးနေပါတယ်။သူ့အဖွဲ့ဝင်တွေက Rocky ရဲ့အရေးချင်းတွေကိုရှိန်နေတာကြောင့်အပိုလိုကို Rocky နဲ့ထပ်မထိုးဖို့နားချနေပါတယ်။ဒါပေမဲ့လည်းအပိုလိုက Rocky နဲ့ပဲပြန်ထိုးချင်နေတာကြောင့်တစ်ဖက်က Rocky ကိုဒေါသထွက်အောင်ဆွတဲ့အနေနဲ့ Rocky ကသူ့နဲ့ပြန်မထိုးရတော့အောင်ကြောက်နေတဲ့ငကြောက်ဆိုပြီးသတင်းစာတွေကိုထည့်လိုက်ပါတယ်။ထို့နောက်အင်တာဗျူးတဲ့သတင်းမီဒီယာတွေရှေ့မှာ Rocky ကသူ့ကိုကြောက်သွားပြီဖြစ်ကြောင်းထပ်မထိုးရတော့ကြောင်းထွက်ဆိုလိုက်ပါတယ်။ထိုအင်တာဗျူးကို Rocky ကထိုင်ကြည့်နေခဲ့ပါတယ်။ထို့နောက် Rocky ကသူ့မိန်းမကိုသူအပိုလိုရဲ့မကြေပွဲကိုထိုးချင်ကြောင်းပြောတဲ့အခါသူ့မိန်းမကသူ့ရဲ့ဒဏ်ရာကိုသိတာကြောင့်မထိုးဖို့စိုးရိမ်စွာတားမြစ်လိုက်ပါတယ်။အဲ့ဒီအခါမှာ Rocky ကသူ့ရဲ့ဘိုက်ထဲကကလေးနဲ့မိန်းမကိုအဆင်ပြေပြေထားချင်တာကြောင့်ထိုးဖို့ပဲအားသန်နေပါတယ်။အဲ့နောက်မှာတော့အနီးပြဖိုးကြီးကသူ့ကိုအပိုလိုနဲ့တွေ့ဖို့လာရောက်ခေါ်ဆောင်လာပါတယ်။သူ့မိန်းမကတော့မထိုးစေချင်တာကြောင့်မျက်နှာသိပ်မကောင်းပါဘူး။ထိုးမဲ့ပွဲအတွက်သတင်းစာရှင်းလင်းပွဲလုပ်ကြတဲ့အခါအပိုလိုကခုထိုးမဲ့လက်ဝှေ့ပွဲကို Rocky ရဲ့မွေးရမြေမှာပဲကျင်းပမဲ့အကြောင်းပြောပါတယ်။အဲ့ခါမှသာ Rocky ရှုံးတာကိုသူ့ဒေသခံတွေမြင်မှာဖြစ်ကြောင်းအပိုလိုကပြောပါတယ်။ Rocky ကတော့ပြိုင်ပွဲကိုဒီမှာလုပ်မှာဆိုသွားလာရတာအဆင်ပြေတာပေါ့ဆိုပြီးအေးဆေးဆေးပြန်ဖြေလိုက်ပါတယ်။အပိုလိုကတော့ထုံးစံအတိုင်း Rocky ကိုမှောက်သိမ့်မဲ့အကြောင်းအရင်တစ်ခါကကံကောင်းလို့ဖြစ်ကြောင်းလေးတိုက်နေပါတယ်။ Rocky ကတော့အေးဆေးဆေးပဲပွဲကိုအကောင်းဆုံးထိုးသက်မှာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာ Rocky နဲ့အနီးပြဖိုးကြီးတို့ဟာလေ့ကျင့်ခန်းတွေကိုစတင်လှုပ်ဆောင်နေပါတယ်။ဖိုးကြီးက Rocky ကိုရှေးအောင်လေ့ကျင့်ခန်းစတိုင်ကြက်ကိုလိုက်ဖန်တဲ့လေ့ကျင့်ခန်းနဲ့အတူ Rocky ကိုလေ့ကျင့်စေပါတယ်။ကြက်ဖမ်းတာကိုလွယ်မယ်ထင်နေတဲ့ Rocky ဟာကြက်တစ်ကောင်ကိုတောင်မနှဲဖမ်းနေရပါတယ်။ကြက်ဖမ်းပြီးတော့လက်ဝှေ့အိတ်ကိုထိုးခိုင်းပါတယ်။အဲ့ချိန် Rocky ကစိတ်မပါတာပါလေ့ကျင့်နေတာကြောင့်အဖိုးကြီးကဆူငေါက်လိုက်ပါတယ်။တစ်ဖက်မှာလည်းအပိုလိုဟာသူ့ရဲ့ဂုဏ်သိက္ခာဆယ်ပွဲဖြစ်တာကြောင့် Rocky ကိုအနိုင်ယူဖို့အပြင်းထန်ကိုလေ့ကျင့်နေပါတယ်။လေ့ကျင့်တာစိတ်မပါနေလို့နီးပြစုမှုချိန်မောင်းတာခံလိုက်ရတဲ့ Rocky ကိုသူ့ရောက်ဖပေါ်လီကဘာဖြစ်နေတာလဲလို့မေးလိုက်တဲ့အခါ Rocky ကသူလက်ဝှေ့ပြန်ထိုးတာကိုပေါ်လီရဲ့ညီမ Adrian ကမကြိုက်တဲ့ပုံဖြစ်နေတာလို့ပြောပါတယ်။ပေါ်လီက Rocky သူ့ညီမကြောင့်အာယုံစိုက်နိုင်တာမှန်းသိသွားတဲ့အခါသူ့ညီမစီသွားပြီး Rocky ကိုစိတ်ညစ်အောင်မလုပ်သင့်ကြောင်းဆုလိုက်ပါတယ်။ Adrian က Rocky တခုခုဖြစ်သွားရင်ဘိုက်ထဲကကလေးနဲ့သူနှစ်ယောက်တည်းကြံခဲ့မှာကြောက်လို့မထိုးစေချင်တာကြောင့်လို့သူ့အကိုကိုပြန်ပြောလိုက်ပါတယ်။အဲ့ဒီလိုပြောနေတော့ရုတ်တရက်ဘိုက်ကနားလာပါတယ်။နီးပြအဖိုးကြီးကတော့ Rocky ကိုလေ့ကျင့်ခန်းသေချာမလုပ်ပဲစိတ်မပါနေတာကြောင့်အရင်လိုဂတ်ဆိုတဲ့လူမိုက်ကောင်ကြီးစီကိုပဲသွားပြီးအကျွေးတောင်းတဲ့အလုပ်ပဲလုပ်မင်းကဒီအလုပ်နဲ့ပဲထိုက်တယ်နဲ့ဆိုပြီးဆူငေါက်လိုက်ပါတယ်။အဲ့လိုဆူငေါက်နေတော့မှ Rocky စီကိုသူ့မိန်းမဆေးရုံရောက်နေကြောင်းသတင်းလာပြောပါတယ်။ဆေးရုံရောက်သွားတဲ့အခါသူနာပြုကကလေးမွေးတာအောင်မြင်ကြောင်းကလေးကယောက်ျားလေးဖြစ်ကြောင်း Rocky ကိုပြောပါတယ်။သတင်းဆိုးကတော့ကလေးကထွက်လာပေမဲ့လားမစစ်ပဲမွေးလိုက်ရတာကြောင့် Adrian ကအရန်ပင်ပန်းပြီးကိုမာဝင်သွားခဲ့ပါတယ်။ Rocky ဟာသူ့မိန်းမစီသွားပြီးနောက်သူ့မိန်းမကိုမာဝင်နေတာကိုမြင်တဲ့အခါအလွန်ဝမ်းနည်းသွားပါတယ်။ Rocky က Adrian ကိုမင်းလည်းကလေးမွေးရလို့အရန်ပင်ပန်းသွားရောပေါ့အေးအေးဆေးဆေးအိတ်နေပါမင်းတို့တဲ့အထိငါဘာမှမလုပ်ပဲစောင့်နေပါမယ်မင်းတို့မှကလေးကိုအတူတူကြည့်ကြမယ်ဆိုပြီးငိုပြီးတော့ပြောလိုက်ပါတယ်။ဆေးရုံမှာဧည့်သည်နေထိုင်ခွင့်မရှိတာကြောင့်ကိုမာဝင်နေတဲ့မိန်းမကိုနှုတ်ဆက်ပြီး Rocky ဟာဆေးရုံကနေပြန်လာခဲ့ပါတယ်။အဲ့ဒီနောက်ဖះเจ้าကိုသွားရောက်ပြီး Adrian အတွက်ဆူတောင်းပေးနေခဲ့ပါတယ်။နီးပြကြီးက Rocky ကိုမင်းမှာအရေးချင်းတွေအများကြီးရှိကြောင်းတေချာစူးစမ်းဖို့လိုကြောင်းနားချနေပါတယ်။ Rocky ကတော့အဖိုးကြီးပြောတာတွေကိုစိတ်မဝင်စားပဲသူ့မိန်းမနိုးလာဖို့ကိုပဲစိတ်ရောက်နေပါတယ်။နီးပြကြီးကလည်း Rocky ဝမ်းနဲ့နေမှန်းသိတာကြောင့်ထပ်ပြီးတော့နားမပူတော့ပဲ Rocky နဲ့အတူထိုင်ပြီးတော့ဆူတောင်းပေးနေပါတယ်။ Rocky ဟာနေ့ရက်တိုင်း Adrian အနားမှာနီးပြကြီးနဲ့အတူ Adrian နိုးလာအောင်သွားရောက်ထိုင်ဆောင်လေးရှိပါတယ်။ဖះเจ้าကိုလည်းနေတိုင်းသွားရောက်ဆူတောင်းပါတယ်။ Rocky ဟာသူတို့ချစ်သူရီးစားဘွားကအမတ်တရတွေကိုစာလေးတစ်စောင်ရေးသားက Adrian ကိုဖတ်ပြနေပါတယ်။အဲ့ဒီအချိန်မှာ Adrian ရဲ့လက်ဟာလှုပ်လာခဲ့ပြီးမျက်လုံးများဖြည်းချင်းစွာပွင့်ကသတိရလာခဲ့ပါတယ်။ Rocky ကလည်းအလွန်ကိုဝမ်းသာသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာသူတို့ရဲ့ရင်သွေးလေးကိုနှစ်ယောက်အတူတူထိုင်ကြည့်ရင်ဝမ်းသာပီတိဖြစ်နေကြပါတယ်။ Adrian နဲ့ Rocky ဟာသူတို့သားလေးရဲ့နာမည်ကို Rocky Junior လို့နာမည်ပေးဖို့သဘောတူလိုက်ပါတယ်။အဲ့နောက်မှာ Rocky က Adrian ကိုသူမကြိုက်တဲ့လက်ဝှေ့တွေမထိုးတော့ဘူးလို့ပြောတဲ့အခါ Adrian ကအပိုလိုဆိုတဲ့လေကျယ်ကောင်ကိုနိုင်အောင်ထိုးခဲ့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်။မိန်းမရဲ့အားပေးစကားကြောင့် Rocky ကအလွန်ဝမ်းသာသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Rocky ကနေးပြဖိုးကြီးနဲ့အတူပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုပြန်လည်လှုပ်ဆောင်နေပါတယ်။ဒီပွဲဟာသူ့ဇနီးနဲ့သူ့သားအတွက်ဆိုတဲ့စိတ်နဲ့ Rocky ဟာအစွမ်းကုန်အားထဲလေ့ကျင့်နေပါတယ်။တရက်တက်တရက်ကုန်လာပြီးနောက်နေပြဖိုးကြီးရဲ့တင် जा ပေးမှု Rocky ရဲ့စ조사အားထုတ်မှုတွေကြောင့်အပိုလိုကိုရင်ဆိုင်ဖို့အကောင်းဆုံးအခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။လက်ဝှေ့မထိုးခင်တရက်အလိုမှာစိတ်ဓာတ်အမြင့်ဆုံးရောက်နေပြီးတက်ကြွနေတဲ့ Rocky ဟာသူ့ရဲ့မျိုးကန်တွေနဲ့အတူအောင်ပွဲခံနေပါတယ်။မျိုးကန်တွေကလည်း Rocky ဘက်ကနေဝိုင်းဝန်းချီးမြှောက်အားပေးနေပါတယ်။လက်ဝှေ့ထိုးမဲ့ညမှာ Rocky ဟာသူ့ကလေးနဲ့မိန်းမကိုနှုတ်ဆက်နေပါတယ်။သူ့ရဲ့အိမ်ရှိမှာလည်းမျိုးကန်တွေကသူ့ကိုလာရောက်အားပေးနေကြပါတယ်။
အဲ့ဒီနောက်မှာလက်ဝဲယုံကိုကားနဲ့ထွက်လာခဲ့ပါတယ်လက်ဝဲယုံမရောက်မီစိတ်လှုပ်ရှားနေတဲ့ Rocky ဟာသူ့ဝေးပြုနေကြဘာသာနဲ့ကောင်းချီးခံယူလိုက်ပါသေးတယ်အဲ့နောက်မှာလက်ဝဲယုံကိုရောက်တဲ့အခါနီးပြအဖိုးကြီးကနောက်ကျလို့ဆိုပြီးတော့ထုံးစံအတိုင်း Rocky ကိုစူးနေပါတယ်ထို့နောက်အဝတ်စားတွေလဲပြီးကျိုးဝိုင်းထဲကိုဝင်လာခဲ့ပါတယ် Rocky ဝင်လာပြီးနောက်မှာအပိုလိုကဝင်ရောက်လာခဲ့ပါတယ်ကျိုးဝိုင်းထဲမှာအပိုလိုက Rocky ကိုပထမအချီမှာတင်အလဲထိုးမဲ့အကြောင်းကြွေးကြော်နေပါတယ်အဲ့ဒီနောက်မှာဒိုင်လူကြီးကသူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးကပွဲရစည်းကမ်းတွေကိုရှင်းပြပြီးတဲ့နောက်ပွဲကိုထိုးဖို့အစဉ်အသင်းလုပ်ခိုင်းပါတယ်။ဒီပြဖိုးကြီးက Rocky ကိုပထမအချီမှာလဲမကြရင်ဒီပွဲမင်းနိုင်ပြီဆိုပြီးအားပေးစကားပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာပထမအချီကိုစတင်လိုက်ပါတယ်။ပထမအချီမှာတော့ Rocky ကအပိုလိုရဲ့ထိုးချက်တွေကိုပြန်မထိုးနိုင်ပဲခံနေရပါတယ်။အပိုလိုက Rocky ရဲ့အားနည်းနေတဲ့ဘယ်ဘက်မျက်လုံးဘက်ကိုအဓိကထားတိုက်ခိုက်နေပါတယ်။Rocky ကတော့အပိုလိုရဲ့ထိုးကတ်တွေကိုတံမြန်ထိုးဖို့စူးစမ်းနေပေမဲ့လည်းမတက်နိုင်ပဲဖြစ်နေရပါတယ်။အပိုလိုဟာ Rocky ကိုဒရဇက်တိုက်စစ်ဆင်နေတာကြောင့် Rocky တယောက်မခံနိုင်တော့ပဲနောက်ဆုံးမှာမှောက်ကျသွားခဲ့ပါတယ်။ဒါပေမဲ့လည်းအားမလျှော့ပဲပြန်ထနိုင်ခဲ့ပါတယ်။ထပ်ပြီးရှင်ပြိုင်တဲ့အခါမှာလည်း Rocky ကကြီးအထိုးခံနေရင်းနဲ့နောက်ဆုံးမှာပထမအချီပြီးဆုံးသွားပါတယ်။ Rocky တယောက်နီးပြကြီးပြောသလိုပထမအချီကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ခဏနားနေတော့မှနီးပြကြီးက Rocky ကိုတောက်ခံပြီးအကောင်းဆုံးပြန်ထိုးနိုင်ဖို့အားပေးနေပါတယ်။ဒုတိယချီပြန်စားတဲ့အခါအပိုလိုက Rocky ကိုထုံးစံအတိုင်းဒရဇက်တိုက်စစ်ဆင်နေပါတယ်။ Rocky ကအားမလျှော့ပဲအပိုလိုကိုကျိုးထောင်ကတ်ကအကောင်းဆုံးတံပြန်ထိုးနေပါတယ်။အပိုလိုကကျိုးထောင်ကနေဖယ်လိုက်ပြီးနောက် Rocky ကိုအလဲထိုးတော့မှမို့ကင်မရာတွေကိုသေချာရိုက်ယူထားဖို့အစဉ်သင်းလုပ်ထားဖို့ကြွေးကြော်နေပါတယ်။အဲ့နောက်မှာအပိုလိုက Rocky ကိုလက်သီးတွဲလုံးတွေဇက်တိုက်ထိုးသွင်းလိုက်တဲ့အခါ Rocky တယောက်မခံနိုင်တော့ပဲလဲကျသွားခဲ့ပါတယ်။ Rocky ကလည်းအားမလျှော့ပဲပြန်ထလာကအပိုလိုကိုကျိုးထောင်ပြန်ကတ်လိုက်ပြီးဒရဇက်ပြန်ထိုးလိုက်တဲ့အခါအပိုလိုလည်း Rocky ရဲ့လက်သီးတွေရှယ်မိသွားပါတော့တယ်။ဒုတိယချီမှာတော့ Rocky ကနည်းနည်းသာသွားခဲ့ပါတယ်။နီးပြကြီးကလည်း Rocky ကိုဆက်လက်တောင်းခံထားဖို့အားပေးစကားပြောနေပါတယ်။အဲ့လိုနဲ့တချီပြီးတချီထိုးသက်လာရင်းနဲ့အပိုလိုကထိုးလိုက်Rocky ကထိုးလိုက်နဲ့ပြိုင်ပွဲကအရန်ကိုပြိုင်ဆိုင်မှုပြင်းထန်နေပါတယ်။နောက်ပိုင်းမှာတော့ Rocky ဟာအပိုလိုကိုပို့ပြီးထိုးခွင့်သာလာခဲ့ပြီးဒရဇက်ထိုးနေပါတယ်။အပိုလိုကလည်းဆရာကြီးဖြစ်တာကြောင့် Rocky ကိုတံပြန်ထိုးနိုင်ခဲ့ပါတယ်။ Rocky ရဲ့အားနည်းနေတဲ့ဘက်ဘက်မျက်လုံးကိုအားစိုက်ပြီးထိုးနေတာကြောင့် Rocky ဟာလည်းတော်တော်ကိုအထိနာနေပါတယ်။ထပ်ပြီးရှင်ပြိုင်တဲ့အခါအပိုလိုဟာ Rocky ကိုကြိုးထောင်ကတ်ကဇက်တိုက်ထိုးနေပါတယ်။ TV ကနေကြည့်နေတဲ့ Adrian ကတော့ Rocky ခံနေရတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်ထိုးသက်လာရင်နောက်ဆုံးအချီရောက်လာတဲ့အခါမှာနှစ်ယောက်လုံးရဲ့မျက်နှာကစုပ်ပြတ်သက်နေပါပြီ။အဲ့အချိန်မှာအပိုလိုရဲ့နီးပြကအပိုလိုကိုအမှတ်သားနေပြီဖြစ်တာကြောင့် Rocky ကိုအလဲမထိုးလဲနိုင်နေပြီဖြစ်လို့တောင့်ခံထားဖို့အားပေးနေပါတယ်။နောက်ဆုံးအချီဆက်လက်ရှင်ပြိုင်တဲ့အခါမှာလည်းအပိုလိုနဲ့ Rocky ဟာသူတပြန်ကိုတပြန်ထိုးနေကြပါတယ်။ Rocky ရဲ့ထိုးချက်တွေကိုအပိုလိုတယောက်လှိမ့်ခံနေရသလိုအပိုလိုရဲ့ထိုးချက်တွေကိုလည်း Rocky တယောက်လှိမ့်ခံနေရပါတယ်။နှစ်ယောက်လုံးဟာကိုယ့်တောင်ကာကွယ်နိုင်စွမ်းမရှိတော့ပဲတယောက်တစ်ချက်စီထိုးနေကြပါတယ်။ Rocky ဟာဇွဲမလျှော့သေးပဲအပိုလိုကိုထိုးနေတာကြောင့်နောက်ဆုံး Rocky ရဲ့ပင့်လက်သီးတစ်ချက်မှာတော့အပိုလိုတယောက်မှောက်ကျသွားခဲ့ပါတယ်။ Rocky လည်းအားမရှိတော့တာကြောင့်အပိုလိုနဲ့အတူလိုက်လဲကျသွားပါတယ်။နှစ်ယောက်လုံးမှောက်ကျသွားခဲ့တဲ့အတွက်ဒိုင်ကအမှတ်စဉ်စရေးပါတယ်။ Rocky လည်းပြန်ထားဖို့စူးစမ်းသလိုအပိုလိုလည်းပြန်ထားဖို့စူးစမ်းနေပါတယ်။အမှတ်စဉ်30ပြည့်ကန်ဒီမှာနှစ်ယောက်လုံးမတ်တက်ရနိုင်ခဲ့ပေမဲ့အပိုလိုကပြန်ပြီးတော့လဲကျသွားတာကြောင့်နောက်ဆုံးမတ်တက်ရနိုင်ခဲ့တဲ့ Rocky ဟာအနိုင်ရရှိသွားပါတယ်။နောက်ဆုံးမှာတော့အားလုံးမမျှော်လင့်ထားတဲ့ Rocky တယောက်အပိုလိုကိုအနိုင်ရရှိသွားခဲ့ပါပြီ။အနိုင်ရပေမဲ့ Rocky ကအပိုလိုစီကိုသွားရောက်ကလေးစားမှုကိုပြသခဲ့ပါတယ်။သူမိန်းမဟာလည်းသူ့အတွက်အလွန်ကိုဝမ်းသာနေပါတယ်။ Rocky ဟာမီဒီယာတွေရှေ့မှာသူ့ကိုလေ့ကျင့်ပေးတဲ့နီးပြကိုကျေးဇူးတင်ကြောင်းနဲ့သူ့ကိုသားလေးမွေးပေးတဲ့သူမိန်းမကိုလည်းကျေးဇူးတင်ကြောင်းပြောကြားကနိုင်ပွဲအတွက် Rocky ဟာအလွန်ကိုဝမ်းသာနေခဲ့ပါတယ်။ဒီနေရာမှာပဲဇာတ်လမ်းလေးပြီးဆုံးသွားပါတယ်။အားလုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Channel ကိုလည်း Subscribe လေးလုပ်ခဲ့ပေးပါဦး။